တိခံချက်တွေနားထောင်ရတာတကယ်ကိုအားလုံးခွန်အားရကြမယ်လို့မျှော်လင့်နေဆိုတော့ဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်မဝေခခင်မှာနည်းနည်းလေးရေဆုံးတတိခံခြင်းနဲ့နှုတ်ကပတ်တော်ဝေခတာတော့9မိနစ်10မိနစ်ပြင်မကြာဘူးခဏလေးပဲเนาะဆိုတော့နည်းနည်းလေးတတိခံခြင်းနဲ့ဘာလဲဆိုလို့ရှိရင်တော့ဒီအကြောင်းကိုကျွန်တော်တို့ဘွယ်လဲတောင်ပါလုံငယ်တွေကျွန်တော်တို့တရတာတင်တန်းပေါ့နော်လို့ဖို့သွားတဲ့အချိန်မှာကျွန်မဒီအကြောင်းကိုလည်းကျွန်မတက်တည်ခံရင်းနဲ့နှုတ်ကပတ်တော်ဝင်ခခဲ့သေးတာဖြစ်တယ်ကျွန်မကငငယ်တုန်းကဆိုရင်အရန်လိမ်ပါတဲ့သမီးထဲမှာပါတာဖြစ်တယ်မိဘစကားနားထောင်နေဆရာဆရာမရဲ့စကားနားထောင်နေစာကြိုးစားတယ်စားတဲ့တော်တော်လေးထဲပါတယ်ပြီးရင်သူများအတင်းလက်သိမပြောတတ်ဘူးပြီးရင်ဆဲတာဆိုလိုက်တယ်ဆိုလည်းမပြောတတ်ဘူးပြီးလို့ရှိရင်သူများပစ္စည်းလည်းမခိုးဘူးအဲ့လိုမျိုးနဲ့နေတဲ့ခါမှာကိုယ့်ကိုအရန်လိမ်ပါတယ်လို့ကိုယ့်ကိုကျွန်မတွေးတယ်သူများတွေကလည်းပြောတယ်မေဒီနေကအရန်လိမ်ပါတာပဲသူများတွေကလည်းပြောတယ်တို့တနေ့မှာတစ်ခါဒီလိုမျိုးတကြံချင်းလေးဆိုကမ်ပိန်းတွေပါလိရှိရလေနော်အဲ့လိုကိုချင်းလေးဆိုရင်နွေရာသီတင်တန်းနေမှာဆိုရင်ကျွန်တော်တို့ဒီကယ်ရင်ချင်းအကြောင်းတွေတင်ရတယ်ကယ်ရင်ချင်းအကြောင်းတွေတင်နေဆိုရင်ကယ်ရင်ချင်းတင်ပြီဆိုတော့ဒီခြားတယ်အဖြစ်အကြောင်းအရင်တင်နေပြီးတော့ကယ်ရင်တခင်ယေရှုကကျွန်တော်တို့ကယ်တဲ့အကြောင်းတွေဒါတွေသူတို့ကဝေခတင်ကြတာအဲ့လိုမျိုးအချိန်တွေဆိုရင်ကျွန်မကိုယ့်ကိုတွေးတယ်။အိုးငါတော်အဖြစ်နေတဲ့သူပဲပေါ့နော်။ငါတော်လေးမာတာပဲ။ဟဲ့သူတို့တွေကတော့ဒီလူငယ်တွေကတော့ဟုတ်လေဒီလူကြီးတွေကတော့တော်အဖြစ်များတာပဲ။ကြည်စမ်းသူတို့ကတော့အဲ့လိုနေတယ်။သူတို့ကအဲ့လိုနေတယ်တော်အဖြစ်ကြီးတယ်။မလေးခွန်းလို့ဖို့တော့မထိုက်တဲ့ဟာတွေပဲ။ပြီးကိုယ့်ကိုရမ်းလိမ္မာတယ်လို့တွေးခဲ့တာဖြစ်တယ်။ငယ်ငယ်တုန်းကပေါ့နော်။အဲ့ဒါဟာအခုနောက်ပိုင်းတည်ကြီးလာပြီးတဲ့နောက်ပိုင်းမှာကိုယ့်ကိုတိလာတာလူသားတွေအားလုံးကအဖြစ်ရှိတာဖြစ်တယ်အဲ့ဒီအဖြစ်သားတွေအားလုံးထဲမှာမှအဖြစ်အကြီးဆုံးသောလူကငါဖြစ်နေပါလားဆိုတာကိုယ့်ကိုအခုနောက်ပိုင်းပိုပြီးတိလာတဲ့အချိန်မှာဘုရားကလည်းအရန်ကျေးဇူးတင်လာတယ်ကယ်တင်ချင်းရတဲ့အတွက်လည်းအရန်ဝမ်းသာတယ်ပေါ့နော်ဆိုတော့ဒါကိုယ့်ကိုအရန်လိမ်မာပြီးတော့အရန်ကောင်းနေတယ်လို့ထင်တာပေါ့နော်ပြီးနောက်လူတစ်မျိုးရှိသေးတယ်အဲ့လိုမျိုးလူတစ်မျိုးကဘာလဲဆိုလို့ရှိရင်တော့ဒါလူအနေနဲ့ပဲပြောရမလားဒီအများအမြင်မှာမလိမ်မာဘူးလို့မြင်ရတဲ့သူတွေပေါ့နော်ဟိုမှာမိဘစကားနာမထောင်တာဆရာတမစကားနာမထောင်တာနော်ဆဲဆိုချင်းမောင်းနေတာနော်ပြီးရင်ယောက်ျားလေးတွေဆိုလည်းမွေးစေဝါပဲသုံးမလားအခုချိန်ဆိုမင်းကလေးတွေတော့အပြိုင်သုံးနေတဲ့ခေတ်ပေါ့နော်ပြီးရင်မင်းကလေးတွေဆိုလည်းဒါမွေးစေဝါမသုံးရင်တော့အတင်းတုတ်မလားသူများမလားဝန်တူရှိမလားစကားကိုဂုံးတိုင်းမလားပေါ့အမျိုးစုံပေါ့နော်ဒါကကျတော့ကျမတို့လူကြီးအနေနဲ့မကောင်းတဲ့ဟာမကောင်းတာလို့ကျမတို့ကမြင်တဲ့အရာဖြစ်တယ်ဒါပေမဲ့အဲ့လိုလူတွေကလည်းနော်သူတို့ကိုသူတို့ကောင်းတယ်လို့ပဲထင်တာအဲ့လိုလူရတယ်ပေါ့နော်အဲ့လိုမျိုးလူရတယ်သူတို့ကိုသူတို့ကောင်းတယ်လိမ်မာတယ်လို့ပဲတွေးကြမှာဖြစ်တယ်စကားတစ်ခုပြီးနောက်တစ်ခုကဘာလဲဆိုရင်တနင်္ဂနွေနေ့ဆိုရင်ကျွန်မအမြဲတမ်းပုံမှန်ပါဝင်ဖြစ်တဲ့ဖခင်เจ้าမှာအပေါ်ဖခင်เจ้าမှာကျွန်မပါဝင်တယ်ပြီးနေ့လေဆိုရင်ဒီမှာတက်တယ်ညရှင်ဖခင်เจ้าပြန်သွားတယ်ဆိုတော့တနေ့မှာကျွန်မတနင်္ဂနွေနေ့ဆိုရင်အများအားဖြင့်ပေါ့နော်၃ခါကျွန်မဖခင်เจ้าသွားတယ်သွားတဲ့အချိန်မှာတစ်ခါတလေကျရင်ကျွန်မအရန်ပင်ပန်းတယ်ပြီးတစ်ခါတလေကျရင်အရန်ပြင်းတယ်မတွားချင်တဲ့အချိန်ရှိတယ်အဲ့လိုမျိုးအချိန်ရှိတယ်ပေါ့နော်ပြီးအတိကအဖြစ်ဒီလိုမျိုးမနေ့စကနိုင်ဖျားကြောင်းဆင်းပြီးလို့တကယ်ချင်းတွေရီသွားမလားချောင်းသွားမလားဟိုတောင်ပေါ်သွားမလားဟိုသွားဒီသွားတာတွေတွေ့ရင်ကျမလည်းအားလိုက်ချင်တယ်ပြီးအဲ့လိုက်ချင်တယ်ဆိုတဲ့နေရာမှာဘလို့အပြေဝအပားကိုမြစ်တယ်ဆိုတာကကျမဗီဒီယိုတွေရိုက်ချင်တာလေ vlog တွေရိုက်ချင်တယ်ပြီးကျမ line ပေါ်မှာတင်ချင်တယ်အဲ့လိုမျိုးပေါ့ကျမအဲ့လိုမျိုးကျမလုပ်ချင်တာဒါပေမဲ့ကျမသိတယ်ဖခင်ကဒီမြန်မာ fellowship မှာကျမကိုထားတယ်ဆိုတာကျမသိတယ်သိတဲ့အခါမှာကျမပြင်းပေမဲ့လည်းလာတယ်ပြင်ပန်းတယ်လို့ထင်ရင်လည်းလာတယ်ဘာလို့ဆိုတော့ဖခင်ကကျမကိုဒီမှာထားတယ်ဆိုတာကျမသိလို့ဖြစ်တယ်ဆရာမျိုးချစ်အားဖြစ်ပေါ့နော်ဖခင်စကားပြောပြီးတော့ကျမကိုဒီမှာထားတယ်ဆိုတာကျမသိတဲ့အချိန်မှာတန်းနိုင်ဆိုလူငယ်တွေကိုကျမတို့ကိုဘယ်လိုမျိုးဖျားနေပေါ့နော်ဘယ်လိုမျိုးကျမဆွဲခေါ်မလဲတွဲခေါ်မလဲဆိုတဲ့အတွေးတွေပေါ့နော်ကျမအမြဲတမ်းရှိတာဖြစ်တယ်ပေါ့နော်ဆိုတော့အားလုံးကိုအထိချုပ်ပြီးပြောလိုက်မယ်ဆိုရင်ဟုတ်ပြီဖျားစကားကိုနားထောင်တယ်ဖျားရဲ့နောက်ကိုလိုက်တယ်ရုပ်တရက်ချစ်ချင်းကိုမြင်ရတဲ့တသက်ရှိချင်မှရှိမယ်ကိုဖျားစကားနားထောင်လာပြီးဖျားနောက်ကိုလိုက်လာပြီးနော်ဖျားကြိုက်တဲ့အရာတွေကိုလုပ်လာပြီးမိဘစကားနားထောင်နေလိမ္မာတွေယဉ်ကျေးတွေအကုန်လုံးလုပ်လာပြီးလို့ကိုထင်တဲ့အချိန်မှာကိုလုပ်နေတဲ့အရာတွေကိုကိုကဖျားကောင်းကြီးပေးတဲ့အရာတွေချက်ချင်းတက်တည်မြင်ချင်မှနေရမယ်ဒါပေမဲ့ဖျားကကျမတို့အတွက်ကောင်းကြီးပို့ထားပေးတာဖြစ်တယ်ဟာလေလုယာအာမင်အဲ့လိုပဲဖျားစကားကိုနားမထောင်သေးနဲ့နော်ပီတိပေကနေပြီးတော့နော်ဖျားမကြိုက်တဲ့အရာတွေလုပ်ပြီးတော့ကိုကောင်းနေတဲ့ထင်ပြီးတော့နော်ဘာမှမဖြစ်ပါဘူးဖျားကဘာဓမ္မလည်းမခတ်ဘူးလေအခုချိန်ထိငါအဆင်ပြေနေတာပဲနော်အဲ့လိုမျိုး
တွေးနေတဲ့အချိန်မှာတွေးနေရင်းနဲ့ကိုကျမတို့ဆုံးရှုံးရတာလေအများကြီးဖြစ်တယ်နောက်ဆုံးပိတ်မှာဖခင်ကကျမတို့ဘလို့ဆောနာအန်တီဖြူလေးပြောသွားတယ်လို့မျိုးပဲဖခင်ကကျမတို့နောက်ဆုံးဘလို့မျိုးစကလုံးနဲ့ပြောလို့မရရင်ဒါဂျာပွက်နဲ့နောက်ဆုံးဟုတ်တယ်မလားအခေါင်းအထိပါဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့အခုချိန်ကနေစပြီးတော့မှဖခင်စကားကိုနားထောင်ဖခင်ရဲ့လိုလိုနဲ့အသက်ရှင်တေးချတဲ့အချိန်တိုင်းဖခင်ကကျမတို့ကောင်းချီးပေးမှာဖြစ်တယ်မကောင်းတဲ့အရာတွေလုပ်နေပြီးတော့ဖခင်မကြိုက်တဲ့အရာတွေလုပ်နေတဲ့အချိန်မှာချက်ချင်းရောတုံးတိုင်းတဲ့တခါလေးအပြစ်တမ်းမခိုင်းရရင်တော့တေးချတဲ့ကျွန်တော်တို့လုပ်တဲ့ဟာကျွန်တော်ပြန်ခါရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ရောက်ရှိလာကြတဲ့လူကြီးတွေရောလူငယ်တွေရောပေါ့နော်ဆရာဒီနေ့ပြောတယ်လို့ပဲလူကြီးတွေလည်းအများကြီးတွေ့ရတော့ကျွန်မပို့ပြီးတော့ရင်တုံနေတရားဟောရမှာဘောနော်ဘာဖြစ်ဖြစ်ဖခင်ရဲ့ကြီးစုတော်ပဲဖြစ်တယ်ဒါလေးဝင်ခါခြင်းနဲ့ဒါပူပွေးဆွေလဲပေါ့နော်မတွေ့တာအရန်ကြာပြီဒီနေ့ပူပွေးလဲလာရောက်ပါဝင်နိုင်တော့အရန်ဝမ်းတာတယ်ပေါ့နော်ဆိုတော့ဒါလေးကိုတက်တီခိုင်းနေပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်လေးဝင်ရအောင်ဆိုတော့ကျွန်မပြောပြီးသားပဲပေါ့နော်10မိနစ်15မိနစ်အပြင်မချပါဘူးဒါကြောင့်မလို့ကြီးစုပြုပြီးတော့အိတ်မငိုက်ပဲနေပေါ့နော်ဒီချာလေးနားထောင်ပေးကြပါလို့ပြောချင်တယ်ဘာလို့လဲဆိုတော့ဒါအရန်အရေးကြီးတာဖြစ်တယ်မနေ့ကဆောနာပြောတော့တယ်လို့ပဲဆရာမျိုးချစ်မနေ့ကတရားဟောသွားတာနေလေအများကြီးတူတယ်ဆောနာတက်တေခံချက်တွေကြားရဟိုင်းနဲ့လေအများကြီးတူပြီးသားဖြစ်တယ်ပေါ့နော်ဒါကြောင့်လို့တူလေးနဲ့ကျွန်မပြောချင်တယ်ဆိုတော့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတင်းရဲ့ဆုတောင်းတန်ဖျားကြားပြီဒါမှမဟုတ်လေတင်းရဲ့ဆုတောင်းတန်ဖျားကြားတယ်နော်ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒီခေါင်းစဉ်လေးနဲ့ပေါ့နော်ဖျားရဲ့နှုတ်ကပတ်တော်ဝင်ဟာချင်းနဲ့ဆိုတော့ကျမ်းတစ်ပိုက်ဖတ်ရအောင်ဒါယေလအနာဂတိကျမ်းအခန်းကြီး30အခန်းငယ်1နဲ့3ထုံကာလ၌ငါဒိုင်လာသည်အရက်20ရက်တိုင်ချိုးချံစွာချင်းပြည့်နေ၏အရက်20ရက်မစစ်မီညံတော်မှုကိုမစားအမဲသားနဲ့စပီကိုမမီစီလင်းချင်းကိုလည်းအသင်းမပြုဒီနေရာမှာဒိုင်လာအစာရှောင်ဆူတောင်းတာ20ရက်တိတိဒိုင်လာအစာရှောင်ဆူတောင်းတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်အခန်းငယ်7ကနေ73ထိစပီဖတ်ပါမယ်ထိုအခါသူကလည်းအချင်းနိုင်လာမကြောက်နဲ့ဒင်းဒီနားတဲ့ချင်းဟာ၎င်းတင်းဤဖျားရှိမှာကိုဆုံးမချင်းဟာ၎င်းစိတ်ပြထမ်းသောပထမနေ့မှစ၍တင်းဤစကားကိုကြားတော်မူပြီးထိုစကားကြောင့်လည်းငါရောက်လာပြီးပေရတိနိုင်ငံကိုအစိုးရသောမင်းမူကအရက်20ရက်ပတ်လုံးငါကိုစီတာ၏နောက်တစ်ခါအမျက်ဆုံးသောမင်းစုတဲကမိခေလာသည်ငါကိုအကူလာ၍ငါသည်လည်းထိုအရက်၌ပေရတိမင်းကြီးတို့ထံမှဆိုင်လင်း၍နေရ၏ဖတ်သွားတဲ့ကြောင့်ပဲအားဖြင့်ရောက်စီတိုင်းကိုဖျားရှင်ကောင်းကြည့်ပေးပါစေ။ကျွန်တော်တို့တွေ့ရတဲ့အတိုင်းမှာဒိုင်လာကနေဖျားစီမှာဆူတောင်းတယ်20ရက်တိတိအစာရှောင်ပြီးတော့မှဆူတောင်းခဲ့တယ်။နော်သူဆူတောင်းခဲ့တာတရက်ပြီးတရက်ကုန်သွားတယ်ဘာမှထူးမလာဘူးဒီ20ရက်အတွင်းမှာပေါ့နော်သူဆူတောင်းတယ်တရက်ပြီးတရက်ဘာမှထူးမလာဘူးဒါပေမဲ့တနေ့မှာတော့ဇွန်နာဒိုင်လာကိုပေါ့နော်ဒိုင်လာဒီမြေကမ်းနားမှာရှိနေဒီမှာယူပါယုံနေခဲ့တယ်ဒီအခန်းငယ်၄ကနေ17အထိမှာတွေ့ရတယ်သူမြေသူကောင်းကင်တမန်ကနေပြီးမှသူရှိမှာပေါ်လာပြီးမှပေါ့နော်သူယူပါယုံမြင်ခဲ့တယ်နေပြီးတော့မှဇွန်နာကဖတ်သွားတဲ့စနစ်73မှာဆိုရင်ဒိုင်လာမင်းဆူတောင်းတဲ့ပထမနေ့မှာကိုကောင်းကင်ပုံမှာကြားရပြီနော်ဒါကြောင့်မလို့ဘုရားကငါ့ကိုအဖြေနဲ့အတူစီလွတ်ခဲ့တယ်ဒါပေမဲ့ပါရှာမင်းဒီတိရမင်းကြီးပေတရိနိုင်ငံပေါ့နော်ပြောတဲ့ဒီပါရှာမင်းကနေပြီးတော့ငါ့ကို20ရက်တိုင်အောင်ငါ့ကိုတားဆီးခဲ့တယ်ဒါပေမဲ့ကောင်းကင်တမန်မိခေလာကနေပြီးတော့ငါ့ကိုလာကူလို့ငါလွတ်မြောက်တယ်ဆိုပြီးမှကောင်းကင်တမန်ကဒိုင်လာကိုပြောတာတွေ့ရတယ်ဆိုတော့အဲ့မှာကြည့်မယ်ဆိုရင်ဒိုင်လာပထမအကျင့်ဆူတောင်းကြတဲ့ကနေဘုရားကကြားသိခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်နော်ပထမဆုံးအကျင့်သူဆူတောင်းကြတဲ့ကဘုရားကသူဆူတောင်းတဲ့အဖြေနဲ့အတူကောင်းကင်တမန်ကိုစီလွတ်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒိုင်ယေလလိုပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းကျွန်တော်တို့ဘုရားစီမှာကျွန်တော်တို့ရဲ့အခက်အခဲတွေပေါ့နော်ဘုရားစီမှာကျွန်တော်တို့ပြောပြပြီးတော့ပထမဆုံးအကျင့်ဆူတောင်းလိုက်တဲ့အချိန်ကနေစပြီးတော့ဘုရားကကျွန်တော်တို့ရဲ့အခြေအနေတွေကိုပြောင်းလဲပြီးပြီဖြစ်တယ်။အာမင်။ဘုရားကမှားယွင်းတဲ့အရာတွေကျမတို့နဲ့မအပ်ဆက်တဲ့အရာတွေအလုံးကိုဖယ်ရှားပြီးတော့မှကျမတို့အတွက်မှန်ကန်တဲ့လူတွေမှန်ကန်တဲ့အရာတွေကိုဘုရားကကျမတို့အတွက်ပြင်ဆင်ပေးပြီးသားဖြစ်တယ်။အနာရောဂါငြိမ်းချမ်းဖြစ်မလားနော်ကျမတို့အတွက်လိုအပ်နေတဲ့အခွင့်အလမ်းကောင်းတွေဖြစ်မလားကျမ
ကျမတို့လူငယ်တွေဆိုရင်နော်လှုပ်ချင်ကိုင်းချင်တာတွေရှိမဲ့ဘုရားနေပါစားလို့ဘာမှမသိဘဲနဲ့လမ်းတွေပြောင်းနေတဲ့အချိန်မှာလေဘုရားကကျမတို့အတွက်ဆူတောင်းတဲ့အတန်ကိုနားညောင်းပြီးဘုရားကကျမတို့အတွက်အခွင့်အလမ်းကောင်းတွေပြင်ဆင်ထားပေးပြီးသားဖြစ်တယ်။ဒါဆိုဘာတွေကနှုတ်နှေးစင်နေတာလဲ။ကျမတို့ရဲ့ယောဂပြတ်ဖို့လား။နော်ကျမတို့ကျွေးဝဖို့လား။ကျမတို့လွတ်မြောက်ဖို့လား။ကျမတို့တားဆီးနေတဲ့အရာတွေရှိတာဖြစ်တယ်။ဒါပေမဲ့လည်းဘုရားကကျမတို့ဂရုတော်တစ်ခုပေးထားတာရှိတယ်။ဘာလဲဆိုရင်ဓမ္မရာဆိုရင်စတုထဆာဆောင်ခန်းကြီး6အခန်းငယ်16ထဲမှာငါတို့ဘက်၌နေတော်သူတို့သည်ရန်သူတို့ဘက်၌နေတော်သူတို့ထက်အာ၍များကြသည်ဆိုမှကျမတို့နှုတ်ကပတ်တော်ဘုရားရဲ့ဂတိတော်ကိုကျမတို့တွေ့ရတာဖြစ်တယ်။ကျမတို့ကိုဖြစ်စီဖို့ကျမတို့ရဲ့ဆုတောင်းတန်ကိုဘုရားကကျမတို့ကိုအပြည့်ပေးတဲ့အရာကျမတို့စီရောက်လာဖို့တော့ကိုစာရန်ကမျိုးစုံနဲ့ကျမတို့ကိုဖြစ်စီပေမဲ့လေကျမတို့ဘက်မှာနေတဲ့သူကနော်တာ၍များတယ်ဆိုတာကျမတို့သိဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့ကောင်းစမပြောပြီးသားကောင်းကင်ဓမ္မကနေပြီးတော့မှတိုင်လာစီကိုဖျားပေးတဲ့အဖြစ်ရောက်ဖို့20ရက်ကြာခဲ့ဆိုတော့ကျမတို့ဆူတောင်းနေတာကြာရင်ကြာနေမယ်ထူးခြားမှုမမြင်ရသေးတာလည်းဖြစ်ရင်ဖြစ်မယ်နောက်ဆုံးပြီးဖျားကတော့တော့ငါတော့ဘာမှမလုပ်ပြီးတော့ဦးထင်းနေဘာမှဖြစ်လာတော့မှမဟုတ်တော့ဦးထင်းနေလို့ကျမတို့ခံစားနေရတာလည်းဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ကျမတို့အမြဲတမ်းအစစ်တေးပြင်ထားပါလို့ကျွန်မပြောချင်တယ်။ဘာလို့လဲဆိုရင်20ရက်တင်းရ20ရက်နေလေရောက်လာပြီ။ရောက်လာတော့မှာဖြစ်တယ်။ဟာလေလုယာ။အာမင်။ကျွန်မတို့တဖယားကကောင်းကင်တမန်ကိုကျွန်မတို့တောင်းတဲ့အဖြေရဖို့ကောင်းကင်တမန်ကိုစီလွတ်ခဲ့ပြီးပြီဖြစ်တယ်။နော်အခုချိန်မှာကျွန်မတို့အတွက်ကောင်းကင်တမန်ကနေပြီးမှကျွန်မတို့ကိုနှောက်ယှက်နေတဲ့အရာတွေနဲ့အခုချိန်တိုက်ခိုက်နေတာလည်းဖြစ်နေနိုင်တယ်။နော်အဲ့ဒါကြောင့်မလို့ကျွန်မအတွက်ဖယားအပြင်စင်ပေးတဲ့အဖြေလာနေပြီ။ကျွန်မဆူတောင်းတဲ့အတန်ဖယားကကြားပြီဆိုရင်မှကျွန်မတို့အမြဲတမ်းဆူတောင်းခြင်းကိုမရပ်မနာဘဲနဲ့ဘုရားကိုယေရှုတင်နေကိုတော့ကိုချီးမွမ်းနေနော်ကျွန်မရဲ့ယောဂါတွေငြိမ်းပြီကျွန်မကြုံတွေ့နေရတဲ့အခက်အခဲတွေပြဿနာတွေဖြေရှင်းပြီးသားဖြစ်ပြီနော်ကျွန်မအကျွေးတွေကြီးပြီကျွန်မမှာအကျွေးမရှိတော့ဘူးကျွန်မရဆရာရှိတဲ့အကျွေးတွေလည်းအကုန်ရတော့မှာဖြစ်တယ်ကျွန်မပေးဆရာရှိတဲ့အကျွေးတွေလည်းအကုန်ပေးပြီးဖြစ်တယ်ဆိုပြီးမှကျွန်မတို့ကိုယုံကြည်ပြီးတော့နှုတ်ကနေဝန်ခံရမှာဖြစ်တယ်ဟာလေလုယာရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7ခန်းငယ်40မှာပြောတယ်ယေရှုကယုံလျင်တင်ဘုရားသခင်ရဲ့ဘုန်းတော်တို့ပေါ်ကိုမြင်ရမယ်လို့ပြောတာဖြစ်တယ်ယုံလျင်လို့ပြောတာဖြစ်တယ်မယုံပဲနဲ့တော့ကျွန်တော်တို့ဖခင်ရဲ့ဘုန်းတော်တို့ပေါ်ကိုမမြင်နိုင်ဘူးဖြစ်တယ်ယုံကြည်ခြင်းပြောရတာလွယ်ပါတယ်နော်ပါဇက်ကနေတိုင်းပြောတာပဲဒါပေမဲ့အဲ့ဒီတကယ်ကိုယုံကြည်တဲ့သူကတော့တကယ်ကိုစိတ်နှလုံးအကျွမ်းနဲ့ယုံကြည်တဲ့သူကတော့ဘုရားကောင်းကြီးပေးတာခံစားရတာဖြစ်တယ်ဟာလေလုယာကိုပါဇက်ကနေပဲပြောနေပြီးတော့စိတ်နှလုံးအကျွမ်းနဲ့ဘာမှယုံကြည်မှုမရှိဘူးဆိုတော့တေးချတဲ့ဆုတောင်းနေလေတောင်းနေတာပဲဖြစ်နေမယ်ဘာယုံကြည်ခြင်းမှမရှိရင်ဘာကောင်းကြီးမှခံစားရမှာမဟုတ်ဘူးဆရာတယောက်ကတရားဟောဖို့တယ်လူတယောက်ကတဲ့သူဆုတောင်းတယ်စံစာထဲမှာတင်မှာယုံကြည်ခြင်းမုံကြီးစေးလောက်ရှိရင်တောင်းတွေကိုရွေ့သွားစေနိုင်မယ်တဲ့တခင်ယေရှုကပြောတယ်ငါဆုတောင်းမယ်ဆိုမှတောင်းရှိမှသူရပြီးဆုတောင်းပြီးတော့ဆုတောင်းလို့ပြီးတော့ကြည်တောင်းကြမရွေ့ပဲအဲ့တိုင်းကျတယ်ငါစင်သားပဲလို့ပြောတယ်ကဲအစာကလေးကသူရွေ့မှာမဟုတ်လို့သူထင်ပြီးတော့ဆုတောင်းတာလေသူ့မှာယုံကြည်ခြင်းမှမရှိပဲဘာယုံကြည်ခြင်းမှမရှိပဲတိုင်းတောင်းလိုက်တာလေအဲ့ကြောင့်မရတာဖြစ်တယ်အဲ့ကြောင့်မလို့ယုံကြည်ခြင်းဆိုတာကတိုင်းအပြောလေးနဲ့မဟုတ်ပဲနဲ့ပေါ့နော်တကယ်ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ကျမတို့ယုံကြည်တယ်ဆိုရင်ကျမတို့ကောင်းချီးမင်္ဂလာခံစားရမှာဆိုတာကျမပြောချင်တယ်ပြန်နောက်တစ်ချက်နောက်ဆုံးအချက်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင်9ခုမြောက်သောဆန္ဒအခန်းငယ်3မှာဆိုရင်ဒါဝိကသူနဲ့အခါဆူတောင်းပြီးတဲ့အချိန်မှာသူနဲ့ဆူတောင်းပြီးတဲ့အချိန်မှာဆူတောင်းပြီးတော့မျောလင်းချက်နဲ့ငါဆောင်နေတယ်လို့သူပြောတာကျမတို့တွေ့ရတယ်ကျွန်တော်ဆူတောင်းမယ်ဆူတောင်းရုံနဲ့ပဲမဟုတ်ဘူးယုံကြည်ခြင်းအပြည့်နဲ့ဆူတောင်းပြီးတော့ဘယ်လိုမျိုးကျွန်တော်တို့အသက်ရှင်ရမလဲမျောလင့်ချက်အပြည့်နဲ့လည်းကျွန်တော်တို့ဆောင်ဆိုင်ဖို့လိုတယ်ယုံကြည်ခြင်းရှိပြီးဆူတောင်းပြီးတော့မျောလင့်ရမယ်ကျွန်တော်တို့ဆူတောင်းတဲ့အရာကျွန်တော်တို့ယုံကြည်ခြင်းအပြည့်နဲ့ကျွန်တော်တို့ဆူတောင်းတဲ့အရာကိုဘုရားကပြီးတော့မှဖြစ်တယ်ဆိုပြီးမှမျောလင့်ချက်အပြည့်နဲ့ကျွန်တော်တို့ဆောင်ဖို့လိုတယ်ဒါဝိကတော့မျောလင့်ချက်အပြည့်နဲ့ဆောင်နေခဲ့တာဖြစ်တယ်ဘုရားရဲ့ကောင်းမြတ်ခြင်းကိုသူမျှော်လင့်နေခဲ့တာဖြစ်တယ်။ဘုရားရဲ့မျက်နှာသာပေးမှုကိုသူယုံကြည်နေခဲ့တာဖြစ်တယ်။သူတောင်းလျှောက်တဲ့အရာတွေအားလုံးပြီးဆုံးလာတော့မယ်ဆိုမှသူယုံကြည်နေခဲ့တာဖြစ်တယ်။အဲ့ဆို main point အတိတ်က main point ကဘာလဲဆိုရင်မျှော်လင့်နေယုံကြည်တယ်။ဖြစ်လာတော့မယ်ဆိုပြီးမှသူကဒါဝိဒ်ကနေပြီးသူ့နှုတ်ကနေဝန်ခံပြီးတော့စောင့်နေခဲ့တာဖြစ်တယ်။ကျမတို့ဒါ
ဝန်ကြီးဆုတောင်းယုံနေယုံနဲ့မရဘူးကျမတို့ယုံကြည်ရမယ်မျှော်လင့်ရမယ်ကျမတို့နှုတ်ကနေဝန်ခံရမယ်ပြီးတော့ကျမတို့ကိုယ်တိုင်ကဖခင်ကိုအမြဲတမ်းချင်းကပ်နေတော့သူဖြစ်ရမှာဖြစ်တယ်ရှင်ယာကုပ်ပြမှာလည်းကျမတို့တွေ့ရတယ်ငါ့ကိုချင်းကပ်တဲ့သူကိုငါပြန်ချင်းကပ်မယ်လို့ဖခင်လည်းပြောတာဖြစ်တယ်ကျမတို့ဖခင်စီမှာမချင်းကပ်ပဲနဲ့တော့ဖခင်ရဲ့ချင်းကပ်ခြင်းကိုကျမတို့ရမှာမဟုတ်ဘူးဒါဝိနဲ့ဂေါလိရဲ့အကြောင်းကျမတို့အားလုံးသိပြီးသားကလေးပေါစနာစာအားလုံးသိတယ်ဒါပေမဲ့တစ်ခုပြန်ပြောပြခြင်းနဲ့တစ်ခုပြန်ပြီးတော့အတိပြန်ပေးခြင်းနဲ့ဒါဝိကဂေါလိကြီးကိုမြင်တဲ့အချိန်မှာအမလေးကြီးလိုက်တာငါပြန်မစားအောင်ကြီးတယ်မဖြစ်နိုင်ဘူးဂေါလိကိုငါမနိုင်တော့ဘူးသူတခါမှမပြောဘူးကျမတို့ကတော့ဘာမှမဖြစ်သေးဘူးကျမတို့ကနီးတွားပြီးအမလေးငါတော့မလေးငါကျမကန်ဆိုးလိုက်လေချင်းငါဆိုတော့လေဖြစ်မှာပေါ့ဘယ်လိုလုပ်ဒါတွေဖြစ်နိုင်တော့မှမဖြစ်နိုင်တော့ပါဘူးငါကျမ်းမာတော့မယ်လည်းမထင်တော့ပါဘူးငါတော့ဒီစင်းရဲတို့တည်းကနေလည်းလွတ်နိုင်တော့မှမထင်ပါဘူးနော်ငါဘယ်လိုလုပ်ချမ်းသာနိုင်မှာလဲဘာမှတော့မဖြစ်သေးဘူးကျမတို့ကနီးတွားပြီးအဲ့မှာတင်ကိုဖျားပေးမဲ့ကောင်းခြင်းနဲ့လွဲနေတော့တာကျမတို့ဆူတောင်းပြီးတော့ကောင်းကင်တမန်ကအပြည့်ပေးဖို့လာပြီးတော့ကျမတို့ကိုဖြည့်ဆည်းနေတဲ့ကောင်းခြင်းမခံစားရဖို့ဖြည့်ဆည်းနေတဲ့အရာတွေနဲ့ကောင်းကင်တမန်ကတိုက်ခိုက်နေတိုက်ပွဲဝင်နေတဲ့အချိန်မှာကျမတို့ကတော့ဒီဆိုတော့ချီးမွမ်းပြီးယုံကြည်ခြင်းအပြည့်မျှော်လင့်ခြင်းအပြည့်နဲ့စောင့်နေဖို့ဝန်ခံနေဖို့ပဲကျမတို့ကညီးတွားနေတာအဲ့အချိန်မှာဒီကိုကောင်းခြင်းမင်္ဂလာလို့ねကျမတို့ကလွဲပြီးဖြစ်တယ်ဒါဝိကတော့အောင်မြင်ခြင်းကိုပဲပြောခဲ့တာဖြစ်တယ်ဂေါနဲ့ကြီးကိုတွေ့ရတဲ့ငါနဲ့ဒီနေ့နိုင်မယ်နေ့ရဲ့ခေါင်းကိုဖြတ်ပြီးတော့ငါဟက်ပြီးကိုကျွေးမယ်လို့တွားမြင်ချင်းပြောတာဖြစ်တယ်သူပြောတဲ့အချိန်မှာသူပြောတဲ့အတိုင်းဘုရားကခေါင်းကျွေးပေးခဲ့တယ်ဒါပေမဲ့သူ့မှာဘာရှိလဲလောက်လေးကွာနဲ့ကြောက်ခဲငါလို့ပြင်ဘာမှသူ့မှာရှိတာမဟုတ်ဘူးကျမတို့ကကိုငါဘာမှမဟုတ်ဘူးငါဘာမှမဖြစ်ဘူးဆိုပြီးမှကျမတို့ကဖိပြီးဘုရားကအရာခတ်သိမ်းကိုတတ်နိုင်တယ်မဖြစ်နိုင်တဲ့အရာတွေကိုမလုံနိုင်တဲ့အရာမဖြစ်နိုင်တဲ့အချိန်မှာပဲတတ်နိုင်တယ်ဆိုတာကျမတို့ချင်းတော့ဆိုပေမဲ့ကျမတို့မယုံဘူးအဲ့ဒါကြောင့်လည်းကျမတို့ဘာမှဘုရားကောင်းကြီးပေးခြင်းကိုမခံရတာဖြစ်တယ်ဒါဝိကတော့လောက်လေးကွာနဲ့ကြောက်ခဲပဲရှိတယ်နောက်စလုံးပေါ့ဒါပေမဲ့ तू အဲ့မှာရှိပေမဲ့လေ तू တဲ့အစားနှစ်ဆလောက်ချီးမားတဲ့ခေါ်လက်ကြီးကိုမြင်လာတော့ငါညွန့်နိုင်မယ်။นี่ကောင်းကိုဖြတ်ပြီးနှက်ကိုကျွေးမယ်စမှ तू ယုံကြည်ခြင်းအပြည့်နဲ့ဝန်ခံခဲ့တာဖြစ်တယ်။ဟာလေလုယာ။ကျမတို့လည်းအဲ့လိုမျိုးဝန်ခံကြရအောင်။ကျမတို့ဆုတောင်းနေဘုရားကကြားသိပြီးကောင်းကင်တမန်ကိုစီလွတ်ပြီးသိပါ။ကျမတို့ဆုတောင်းလိုက်တဲ့နေ့ကနေစပြီးမှဘုရားကကျမတို့ဆုတောင်းတန်ကိုကြားပြီးဆိုတာကိုသိပါ။တိုင်လာက20ရက်ကြာတယ်ဆိုလို့ကျမတို့20ရက်ကြာမယ်လို့တော့မပြောချင်ပါဘူး20ရက်မှာကြာတာလည်းဖြစ်နိုင်တယ်လေနော်ဟိုမှာဆာယာနဲ့အာဗြဟံတို့ဆိုတဲ့အချာကြီးပဲနော်ကျမ်းစာထဲမှာကျမတို့အများကြီးတွေ့ရတယ်ပြီးတော့ချစ်ချင်းလည်းနေဖျားပေးတာတွေလည်းတွေ့ရတယ်အချိန်အချာကြီးဆောင်ပြီးမှကောင်းကြီးခံစားရတာတွေလည်းကျမတို့တွေ့ရတယ်အဲ့လိုပဲကျမတို့အတွက်လည်းဖျားတတ်မှတ်ပေးထားတဲ့အချိန်ဆိုတာရှိတယ်ဖျားကျမတို့အတွက်တတ်မှတ်ပေးထားတဲ့အချိန်ဆိုတာရှိတယ်ဂျာရင်လည်းဂျာသွားနိုင်တယ်ချစ်ချင်းလည်းရသွားနိုင်တယ်ဖခင်ကသူ့အစီအစဉ်နဲ့သူရှိပြီးသားဖြစ်တယ်ဖခင်ပြင်ဆင်ပေးမဲ့ကောင်းကြီးကိုဘယ်သူမှမတားဆီးနိုင်ဘူးငါဖွင့်တဲ့တကားကိုဘယ်သူမှမပိတ်နိုင်ဘူးငါပိတ်တဲ့တကားကိုလည်းဘယ်သူမှမဖွင့်နိုင်ဘူးလို့ဖခင်ကပြောတာဖြစ်တယ်ကျမတို့အတွက်ဖခင်ကကောင်းကြီးမိုးတွေစီးဆင်းဖို့တကားတွေဖွင့်နေပြီဖြစ်တယ်ဟာလေလုယာယုံကြည်ခြင်းအပြီးနဲ့ဆုတောင်းပြီးတော့မျှော်လင့်ခြင်းအပြီးနဲ့ရယူပါဆွမ်းနာကျမပြောတယ်ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းနဲ့ဆုတောင်းရင်ဘုရားရဲ့ဂတိတော်တွေကိုမြင်ရမယ်နော်ကိုယ့်ရဲ့အိမ်မက်တွေပြီးဆုံးနဲ့ကိုဖြစ်ချင်တာရဲ့အကုန်ရမယ်ကျမ်းမာမယ်ချမ်းသာမယ်အကျွေးတွေလည်းကြည်မယ်ပျော်ရွှင်ရမယ်ဝမ်းမြောက်ရမယ်ကျမပြောတယ်အားလုံးခွန်အားရလားအားလုံးခွန်အားရမှာတေးချတယ်ဘာလို့လဲဆိုတော့ဘုရားပြောထားတဲ့စကားတွေဖြစ်လို့ကျမပြောတာကျမထည့်ပြီးတော့အပူပြောထားတယ်လည်းဘာမှမရှိဘူးဘုရားပြောထားတာဖြစ်တဲ့အတွက်ကျမပြောတယ်အဲ့ဒါကိုအားလုံးကခွန်အားရမှာဆိုတာတေးချတယ်ဒါပေမဲ့နှစ်ခုတော့꿰သွားလိမ့်မယ်ဘယ်လိုနှစ်ခုလဲခွန်အားရတာချင်းတော့တူတယ်ဒါပေမဲ့ယုံကြည်ပြီးတော့လက်ခံတဲ့တော့ရမှာမယုံကြည်တဲ့တော့မရဘူးဆမမေဒီပြောသွားတာလေကိုယ့်ရဲ့အိမ်မက်တွေကောင်းအကုန်ပြီးဆုံးမယ်ကိုချမ်းသာမယ်ချမ်းသာမယ်ကြွယ်ဝမယ်ပျော်ရွှင်မယ်ဝမ်းမြောက်မယ်ပြောသွားတာအပလီငါခွန်အားရလိုက်တာဒါပေမဲ့ငါအချိန်နဲ့ဘယ်လိုဖြစ်နိုင်မှာလဲလောကမှာနေတာဒီတော့လွယ်လို့လားဒီတိုင်းပါစလေးနဲ့ပြောလိုက်ယုံနဲ့လွယ်လို့လားဒီတော့မှမလွယ်တာလောကမှာနေတာလေအခက်ခဲတော့ရှိမှာပေါ့လူပါဆိုမှဂျုံမှာပေါ့ဒီအဲ့လိုမယုံတော့မရဘူးအဲ့ဒါသိချတယ်အာမင်ယုံပါယုံရင်ဘုရားကပေးမှာဖြစ်တယ်ဆွမ်းနာကျမပြောပြီ
ဒီနှုတ်ကပတ်တော်ထဲမှာကျွန်မအကုန်လုံးကိုဘုရားကပြုမဲ့အရာတွေကိုကျွန်မပြောသွားတယ်အားလုံးကခွန်အားရမှာပဲဒါပေမဲ့ခွန်အားရတဲ့သူမှာတော့မှယုံကြည်တဲ့သူကတော့ကောင်းချီးမင်္ဂလာရပြီးတော့မှမယုံကြည်တဲ့သူကတော့ကောင်းချီးမင်္ဂလာခံစားရမှာမဟုတ်ဘူးမယုံနာနဲ့ကိုမခံစားရတာဖြစ်တယ်ကယ်ရင်ချင်းဆိုတာလေကျွန်မတို့တခင်ယေရှုကငါ့ကိုကယ်တင်ပြီနော်လောကကလည်းငါတော့တည်တတ်ခံပြီအဲ့လိုကျွန်မတို့ယုံကြည်လိုက်တာနဲ့ကယ်ရင်ချင်းရတာလေကျွန်တော်တို့ဘာမှမလုပ်ရပဲရတာလေနော်ငရေသွားဖို့ကိုတော့မှဒီလိုကျွန်မတို့ယုံကြည်လိုက်တာနဲ့ကောင်းကင်နိုင်ငံတော့ကိုပြဒီလောကမှာရှိနေတဲ့အရာတွေကိုဘုရားကအရင်ပေးချင်တာဖြစ်တယ်အာမင်ဘုရားကအရာရာကိုထိချုပ်ထားတယ်ဆိုတာကိုယုံတဲ့သူဘုရားပြုမဲ့နမိတ်လက်ခဏကိုယုံကြည်နေတဲ့သူဘုရားပြုလုပ်ပေးတဲ့အရာကိုယုံတဲ့သူငါအတွက်ဘုရားပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေကောင်းကင်တမန်ကယူလာပေးနေပြီဆိုတာကိုယုံတဲ့သူကကောင်းကြီးမင်္ဂလာခံစားရပြီးတော့မှမယုံတဲ့သူကတော့ကောင်းကြီးမင်္ဂလာခံစားရမှာမဟုတ်ဘူးဆိုတာကိုဝေခါရင်းနဲ့ဆုံးဖြတ်ချင်ပါတယ်။ဇာနာတော်သူရောက်တိုင်းကိုဖျက်ရှင်ကောင်းကြီးပေးပါစေ။